တောင်းစုစင်မီထိန်ထိန်လင်းပါစေတဲ့ပြေဝမလာနိုင်တဲ့ဆန္ဒတွေရဲ့နောက်အမောင်ညဟာမောင်တဲ့မောင်နေစဲမှာဖျောင်းတိုင်ကလေးများငိုကြွေးလို့စင်မီကွက်လေးတွေကျိုးပဲ့နေတဲ့တိုင်းပြည်မှာတောင်းစုတွေမပြေဝတာစမ်းသလားဗျာပြန်တက်သွားတယ်မိဘပြန်လေးနဲ့အတူအသက်များစွာမိစားကုန်စီကန်းလို့ကဘာနှစ်ချမ်းကွဲနေတဲ့တိုင်းပြည်တစ်ခုပါအာရမတရားတွေကင်းပပြီးဓမ္မတရားတွေထွန်းလင်းဖို့ရာအသက်ခန္ဓာတွေနဲ့ပူဇော်ရတဲ့တိုင်းပြည်မှာမိစ္ဆာတတိုက်ကတော့မြူးပျော်နေတော့ပေါ့ကျေးတမ